30ရက်တလ2026အတွက်နောက်ဆုံးရဘောလုံးအားကစားသတင်းများမင်္ဂလာပါရှင်ကိုစိုး Sport Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့တိုက်စစ်စားသမားပါကတ်ရာဖိုဟာ UEFA Champions League မှာမတူညီတဲ့အသင်းနှစ်သင်း Manchester United နဲ့ Barcelona အတွက်ဓာတ်ရိုက် free kick ကနေဂိုးသွင်းနိုင်တဲ့အင်္ဂလိပ်စားသမား2ယောက်ထဲကတစ်ယောက်ဖြစ်ခဲ့ပါတယ်အရင်က Manchester United Real Madrid တို့နဲ့ဂိုးသွင်းယူနိုင်တာက David Beckham ပါလို့ ESPN သတင်းကဖော်ပြထားပါတယ် Arsenal အသင်းဟာဒီဟာဒီ Champions League အဆင့်ပွဲစဉ်တွေမှာပွဲစဉ်အားလုံးကိုနိုင်ရရှိခဲ့ပါတယ် Athletic Club အသင်းကို2-0 Olympiacos အသင်းကို2-0 Atletico အသင်းကို4-0 Sarabia Pro အသင်းကို3-0 Bayern အသင်းကို3-1 Club Brugge အသင်းကို3-0 Inter Milan အသင်းကို3-1 Karabakh MRT အသင်းကို3-2 နဲ့နိုင်ရရှိခဲ့ပါတယ်။ Arsenal အသင်းရဲ့စွမ်းဆောင်ရည်ဟာကြီးကျူးကိုမြူစရာဖြစ်ခဲ့ပါတယ်။ဒီရာသီမှာ Premier League နွေရာသီခေါ်ယူမှုမှာရေရန်ချာကီထက်ဂိုးနဲ့ဂိုးဖန်တီးမှု18ကြိမ်ပိုရထားတဲ့ကစားသမားမရှိပါဘူး။ဒီဇင်ဘာလဆန်းကတည်းက Manchester City ကစားသမားတွေထဲမှာလည်းသူ့ထက်ဂိုးနဲ့ဂိုးဖန်တီးမှု17ကြိမ်ပိုရထားတဲ့ကစားသမားမရှိခဲ့ပါဘူးသူ့အတွက်ပေါင်တန်း30ကုန်ကျခဲ့ပါတယ်တိုက်စစ်စားသမားအန်တိုနီဟာ Real Madrid အတွက် Europa League ဂိုးနဲ့ဂိုးဖန်တီးမှု9ကြိမ်ရရှိထားပါတယ်ဝဟန်အသင်းဟာ Chelsea ကနေဒီစာစီကိုခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်သူ့အတွက်အငှားစာချုပ်ကမ်းလွန်မှုကိုပေးပို့ခဲ့ပြီးနောက်ဒီစာစီဟာ Chelsea ကနေထွက်ခွာဖို့မျှော်လင့်ရပြီးဒီတစ်ပတ်မှာသဘောတူညီချက်တွေပြီးမြောက်ဖို့မျှော်လင့်ခဲ့ပါတယ်အီတလီကလပ်တွေနဲ့ချိတ်ဆက်မှုတွေရှိနေပေမဲ့လည်းဘာမှအောင်မြင်မှုမရခဲ့ပါဘူးဒီဟာဒီ UCL အုပ်စုအဆင့်ပွဲ10ပွဲမှာလဘာဘူးကွင်းလယ်လူ Dominic Szoboszlai ဟာဂိုးနဲ့ဂိုးဖန်တီးမှု8ကြိမ်ရရှိထားပါတယ်။ Chelsea အသင်းဟာ Champions League 16အသင်းအဆင့်ကိုအခြားအင်္ဂလန်အသင်းတွေထက်တက်ရောက်ခွင့်ပိုရရှိထားပါတယ်။18ကြိမ်တက်ရောက်ခွင့်ရထားတာဟာ Chelsea အတွက်စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ UCL အုပ်စုအဆင့်ပြီးအကောင်းဆုံးဂိုးသွင်းစွမ်းဆောင်ရည်ရရှိတဲ့ကစားသမားများကတော့ Mbappe 73ကို Kane 8ကို Haaland 9ကို Martinelli 6ကို Gordon 6ကိုအိုဆီယန်6ဂိုးတို့ပဲဖြစ်ပါတယ်။ဘာစီလိုနာဟာအေယာလီတိုက်စစ်စားသမားဟန်ဆာအဘရက်ကာရင်ကိုအငှားနဲ့ခေါ်ယူဖို့သဘောတူညီမှုကိုရရှိခဲ့ပါတယ်။ Egypt ကလပ်အေယာနီကနေပြောင်းရွှေ့လာတဲ့အသက်18နှစ်အရွယ်တိုက်စစ်စားသမားအတွက်ဝယ်ယူခွင့်စာချုပ်နဲ့အတူအငှားစာချုပ်ချုပ်ဆိုဖို့အားလုံးသဘောတူညီခဲ့ကြပါတယ်။ဟန်ဆာဟာဘာစီလိုနာ B မှာကနဦးပါဝင်မှာဖြစ်ပြီးသူကဘာစီလိုနာဟာသူ့ရဲ့အိမ်မက်ပါလို့ဆိုလိုက်ပါတယ်။ UEFA Europa League ထိပ်ဆုံး8သင်းတွေကပါဝင်ကစားခဲ့တဲ့အသင်းတွေဟာ16အသင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Lyon, Aston Villa, Midtjylland, Real Betis, Porto, Braga, Freiburg, Roma တို့ပဲဖြစ်ပါတယ်။ဝါရာဘီမင်းဟာဘန်လီနောက်ခံလူချဲမာတဲ့ကိုပြောင်းရွှေ့အတွက်ဆွေးနွေးမှုများလှုပ်ဆောင်နေပါတယ်။အဆုံးထိအားပေးကြတဲ့ဘောလုံးပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမလို့ကိုစိုးရဲ့ YouTube Channel လေးနဲ့ TikTok အကောင့်ကလေးကိုလည်း Like and Subscribe လုပ်ထားပေးပါဦးနော်။